ရက်ဆက်ကြမ်းကြုတ်တဲ့ Barbarian ဘုရင်ကိုအနိုင်ယူဖို့အတွက်နေဦးဟာအစီအစဉ်တစ်ခုရေးဆွဲခဲ့ပါတယ်။သူဟာမော်ပင်နာကိုအသုံးပြုပြီးပေါ်တယ်တစ်ခုဖန်တီးပြီးနောက်အထက်ကိုလက်လှမ်းပြီး Barbarian ဘုရင်ရဲ့နှဖျားလက်နက်ကိုခိုးယူဖို့ကြိုးစားခဲ့ပါတယ်။ဘာလို့လဲဆိုတော့လက်နက်ကိုယူလိုက်တာနဲ့ Barbarian ဘုရင်ရဲ့စွမ်းအားဟာတိတိသားသားရော့ကျသွားလိမ့်မယ်။ဒါပေမဲ့ဒီအရေးကြီးတဲ့အချိန်မှာ Barbarian ဘုရင်ကရုတ်တရက်နိုးလာပြီးနေဦးကိုတခြားတိုင်းရှင်းတစ်ခုကနေချက်ချင်းဆွဲထုတ်လိုက်တယ်။နောက်တစ်စက္ကန့်မှာပဲမရေမတွက်နိုင်တဲ့စစ်သားတွေကအပြေးလွှာဝင်လာပြီးနေဦးကိုဝိုင်းရံထားကြတယ်။အန်ဒီကိုတတိထားမိကနဲ့နေဦးဟာနောက်ထပ်ပေါ်တယ်တစ်ခုကိုမြင်ဖွင့်ပြီးနှဖျားလက်နက်ကိုအတွင်းထဲကိုတဲ့ပစ်ထည့်လိုက်ပြီး Barbarian ဘုရင်ကိုဘယ်တော့မှပြန်မတွေ့တော့ဘူးလို့ပြောလိုက်တယ်။ Barbarian ဘုရင်ကချက်ချင်းပဲဒေါသထွက်ပြီးသူ့လူတွေကိုများတယ်နဲ့ပြစ်ဖို့အမိန့်ပေးလိုက်တယ်။ဒီအရေးကြီးတဲ့အချိန်မှာဖုန်ကြီးတစ်ပါးကအချိန်ကိုက်ကော်လာတယ်။သူကကာကွယ်ရေးမော်ပညာကိုအသုံးပြုပြီးမြားတိုင်းကိုပိတ်ဆို့လိုက်တယ်။ပြီးတော့လူအုပ်ထဲကိုပြေးဝင်ပြီးရန်သူတွေကိုဘယ်ညာတက်ဖြတ်လိုက်တယ်။မရေမတွက်နိုင်တဲ့ Barbarian စစ်သားတွေကသူ့စီကိုဓားတွေကိုဝှေ့ရမ်းပေမဲ့ဘယ်သူမှသူ့ကိုထိခိုက်အောင်မလုပ်နိုင်ဘူး။မကြခင်မှာပဲအဲ့ဒီစစ်သားတွေဟာလုံးဝရှုပ်ထွေးသွားကြတယ်။ပြီးတော့သူကဗုဒ္ဓရဲ့တန်ရှင်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကိုဆင့်ခေါ်လိုက်တယ်။သူကရှေးဟောင်းပစ္စည်းကိုကန်ထုတ်ပြီးလွင့်ထသွားအောင်လုပ်လိုက်တယ်။ပြီးတော့ရှေးဟောင်းပစ္စည်းမှာခြေရာခံနိုင်တဲ့စွမ်းရည်တစ်ခုပါရှိနေတာကိုတွေ့ရှိလိုက်ရတယ်။ရန်သူတွေကိုချက်ချင်းပဲတင်းတင်းကြပ်ကြပ်ချီနှောင်လိုက်တယ်။ဒါပေမဲ့သူအသက်ရှူလို့တော့မရခင်မှာပဲရက်ဆက်ကြမ်းကြုတ်တဲ့ဘုရင်ကသူ့နောက်မှာတိတ်တိတ်လေးပေါ်လာတယ်။လက်သီးတစ်ချက်ထဲနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဘုရင်ကဖုံးကြီးကိုမိမျောသွားစေတယ်။ရက်ဆက်ကြမ်းကြုတ်တဲ့ဘုရင်ကတက်ဖြတ်ဖို့လုပ်နေတော့မှပဲကောင်းကင်ကရုတ်တရက်မောင်းမိုက်သွားတယ်။ကြီးမားတဲ့ကြီးကန်းအုပ်ကြီးကကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်။အဲ့ဒီအချိန်မှာမျက်နှာဖုံးဆွတ်ထားတဲ့အမျိုးသမီးတစ်ယောက်ကရှေ့ကိုတူလာတယ်။သူမကကြီးကန်းတီကိုရက်ဆက်ကြမ်းကြုတ်တဲ့ဘုရင်ကိုထိန်းထားဖို့အမိန့်ပေးလိုက်တယ်။သူတုံ့ပြန်တဲ့အချိန်မှာတော့တခြားသူတွေကထွက်ပြေးသွားကြပြီ